အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့အရသာရင်ရှိတဲ့ကြက်ပေါက်ပေါက်ကြော်လုံးနီးလေးကိုလာပြီးတော့မျှဝေပေးတာပဲဖြစ်ပါတယ်။ဆိုင်တွေသွားရင်ကြိုက်လွန်းလို့ခဏတိုင်းမှာစားနေရတဲ့ဒီကြက်ပေါက်ပေါက်ကြော်လေးကလုံနီးကလည်းမခက်ပဲနဲ့စားလို့ကလည်းအရင်ကိုကောင်းပါတယ်ရှင်။ကလေးရောလူကြီးရောစားလို့အဆင်ပြေအောင်လို့အချိုနဲ့အဆက်နှမျိုးလုံနီးလေးကိုတင်ပေးလိုက်ပါတယ်ရှင်။ထမင်းနဲ့ပဲစားအပျော်တဲ့အစာပြေပဲစားအရင်ကိုမှစားကောင်းပါတယ်ရှင်။အဲဆိုရင်အတူတူကြက်ကြော်လေးကိုလှုပ်ကြည့်လိုက်ရအောင်နော်ပထမဦးဆုံးကြက်သားတွေကိုတုံးသေးလေးတွေတုံးပြီးတော့စားချုံမုံလေးနယ်ပေးထားပါမယ်ဘဲစုံသုံးချုံမုံကိုလည်းပကံတစ်ခုထဲမှာထည့်ပြီးတော့ရေကိုလည်းပကံတစ်ခုထဲမှာထည့်ထားပေးလိုက်ရပါမယ်ချုံမုံထဲမှာအရသာနည်းနည်းပါအောင်ကြက်သားမုံလေးကိုထည့်ထားပေးလိုက်ရပါမယ်ကြက်သားတုံးထားတာလေးကိုဂျုံမုံနဲ့တက်လဲရေထဲမှာတက်လဲဆင်ပြီးရင်နောက်တစ်ခါဂျုံမုံထဲမှာတက်လဲပြန်ပြီးတော့လိမ်ပေးလိုက်ပါမယ်ပြီးရင်တော့အနည်းဆက်ဖို့အတွက်ကြက်သွန်ပြူ3တက်ကိုတက်တောက်ဆင်ထားလိုက်ပါတယ်အနည်းက2မျိုးလုံးမှာမို့ပကံကိုလည်း2ပကံခွဲပြီးလုပ်လိုက်ပါတယ်ပကံထဲမှာခရူးစီတစွန်းစီထည့်ပါပဲငယ်ပြားရည်ကိုလည်းတစွန်းစီထည့်ပါအချိုအနည်းလုပ်ဖို့အတွက်တော့ပြားရည်တစွန်းထည့်ပါအဆက်အနည်းအတွက်တော့ spicy ကိုလည်းထည့်ပေးပါကိုစားနိုင်တဲ့လောက်အဆက်ကိုချိန်ပြီးတော့ထည့်နိုင်ပါတယ်ရှင်တကြားကိုတစွန်းထည့်ပေးလိုက်ပါမယ်ပြားရည်ထည့်ထားတဲ့အထက်ကိုတော့တကြားအနည်းငယ်ပဲထည့်ပေးလိုက်ပါမယ်ရှင်ပြီးရင်တော့ကြက်သားမုံလေးကိုလည်းထည့်ပေးလိုက်ရပါမယ်အချုံမုံကြရင်တော့အချုံမုံလေးကိုထည့်ပါတကြားလေးပါထားတာမို့အချုံမုံကမထည့်လဲအဆင်ပြေပါတယ်ပြီးရင်တော့အရသာလေးပင်ဖြစ်သွားအောင်စားလေးအနှဲငယ်ကြီးထည့်ပေးလိုက်ရပါမယ်ရှင်ကုံမုံလေးကိုလည်းတစုံလောက်ထည့်ပြီးတော့အရေဖြော်ပြီးမှထားပေးလိုက်ရပါမယ်ရှင်အနည်းကလေးတွေဆက်ပြီးပြီဆိုရင်တော့ကြက်သားကြော်ပွဲအတွက်ပြင်ဆင်ပါမယ်။ပိုးထဲမှာစီမင်းများထည့်ပြီးတော့ကြက်သားကိုတစ်ခုချင်းစီခွဲပြီးမှကြော်ပေးရပါမယ်။ကြက်သားတွေရှူရအောင်တန်းလာပြီဆိုရင်တော့ရပါပြီ။ကြက်သားလေးတွေကိုဆယ်ထားပြီးတော့စီလေးစစ်ပေးထားလိုက်ရပါမယ်ရှင်။ကျွတ်လေးနဲ့အရင်စားကောင်းတာမို့အနည်းမဆက်ပဲစားရင်လည်းအရင်အဆင်ပြေပါတယ်။ပထမဦးဆုံးကြက်သားအချိုကြော်အတွက်ပြင်ဆင်ပါမယ်။ကြက်သွန်ကြီးကိုစီတစုံလောက်ထည့်ပြီးစီတက်ပေးလိုက်ရပါမယ်။ပြားရည်ထည့်ပြီးဆက်ထားတဲ့အနည်းကလေးကိုလောင်းထည့်ပေးလိုက်ရပါမယ်ရှင်။ကော်မုန်းဖြော်ထားတာကိုလည်းတဝက်လောက်ထည့်ပေးရပါမယ်။ပြီးရင်ကြက်သားကြော်ထားတာတဝက်ထည့်ပြီးတော့အိုးထဲမှာလိမ်ပေးလိုက်ရင်တော့ရပါမယ်ရှင်။အနည်းတွေနဲ့ကိုနှံအောင်မွေပြီးပြီဆိုရင်တော့ခုပြီးရင်စားလို့ရပါပြီရှင်။ဒါလေးကတော့ကလေးတွေကြိုက်စင်မဲ့ကြက်သားအချိုကြော်လေးပဲဖြစ်ပါတယ်။လူကြီးတွေအကြိုက်တွေ့စင်မဲ့ spicy ကြက်ကြော်လေးကိုလည်းပထမနေ့တည်းပဲကြက်သွန်ပြူစီတက်ပြီးတော့ဖြော်ထားတဲ့အနည်းကလေးကိုလောင်းထည့်ပေးလိုက်ရပါမယ်။ပြီးရင်တော့ကော်မုန်းလေးကိုဖြော်ထားတာထည့်ပြီးရင်တော့ကြက်သားလေးကိုထည့်ပြီးမှုပေးပါရှင်။ကြက်သားတွေနဲ့ spicy နည်းတွေကနည်းနည်း